ဘုံဘုံတို့ဘာသာကြီး၄ခု၅ခုရှိတဲ့အ내ဘုံဘုံတို့ဗုဒ္ဓဘာသာမှတပါးကျန်တဲ့၄ဘာသာကတကိုးရှင်ဝါဒတကိုးရှင်ဆိုတာခရစ်ယာန်နေဆိုရင် God ဆိုတာတကိုးရှင်ရှိတယ်သူက God ဖျားတခင်မွတ်စလင်တွေဆိုရင်အလ္လာဟ်အရှင်မြတ်ကြီးရှိတယ်ဖျားတခင်ပြီးတော့ဟိန္ဒူတွေဆိုရင်ဗိတ္တနိုးဆိုတဲ့ဗမာကြီးရှိတယ်သူကဖန်ဆင်းတာနတ်တွေကြတော့လဲနတ်တကိုးကြီးတဲ့နတ်ကြီးတစ်ပါးရှိသူကဖန်ဆင်းတာဖန်ဆင်းရှင်တကိုးရှင်သူတို့ကအကုန်လုံး၄ပါးသလုံးရှိဘုံဘုံတို့ဖျားကတကိုးရှင်ဖန်ဆင်းရှင်ဆိုတာမရှိဘဲနဲ့လူတွေဘာလို့ဖြစ်နေသလဲနတ်တွေမြမာတွေခွေးတွေကြက်တွေငှက်တွေဘာလို့လူဖြစ်နေကြသလဲအဲ့လိုဆိုရင်မြတ်စွာဘုရားဘုံဘုံတို့ဘုရားအလိုကကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးကဖန်ဆင်းတာတကိုးရှင်ကဖန်ဆင်းတာမဟုတ်ဘူးတဲ့အကြောင်းတရား၄ပါးကဖန်ဆင်းတာဟုတ်ကလားကံကဖန်ဆင်းလိုက်ကုသိုလ်ကံကဖန်ဆင်းလိုက်တော့လူတွေနတ်တွေဖြစ်တာပေါ့အကုသိုလ်ကံကဖန်ဆင်းလိုက်တော့ခွေးတွေကြက်တွေငှက်တွေတိရစ္ဆာန်တွေဖြစ်တယ်သဘောပေါက်လားဘုံဘုံကုစကားပြောနေတယ်ဆိုရင်လည်းစကားပြောခြင်းနဲ့စိတ်ကနေဖန်ဆင်းလို့အတန်ကြီးထွက်နေတာသဘောပေါက်လားဒီဘုံဘုံစကားပြောနေတာကိုဟိုကောင်းကင်ကတကိုးရှင်ကြီးကဗမောဆရာတော်ပြောလိုက်လို့ဟိုကဖန်ဆင်းနေတာဟုတ်ကလားမဟုတ်ဘူးဘုံဘုံဒီထဲမှာရှိတဲ့စိတ်ကနေပြီးတော့ပြောနေတာဟုတ်ကဲ့မို့လားကံစိတ်ဥဒုအာဟာရဥဒုလည်းအေးတယ်ဆိုရင်လည်းလိုက်ကလေးကာထားလိုက်နီးကောင်းနော်ဥဒုအာဟာရလည်းပဲအကြောင်းတရားတင့်တော်တဲ့အစာလေးတွေစားပြီးရဘုံဘုံခုဆိုလို့ရှိရင်အတန်မြည်တယ်မဟုတ်လားတင့်တော်တဲ့အစာမနေ့ကအစာဆွမ်းလီကောင်းကောင်းစားခဲ့ရလို့ပေါ့ဟုတ်လားဆွမ်းလီကောင်းကောင်းစားခဲ့ရတယ်ဘုံဘုံတို့ဖရာကပဋိစ္စသမုပ္ပါ12ပါးဟောပါတယ်ပဋိစ္စသမုပ္ပါအကြောင်း12ပါးကြောင့်အကျိုး12ပါးဖြစ်နေတာအဝိဇ္ဇာသင်္ခါရဝိညာဉ်နာမ်ယုတ်တတ္လာယရဏဖတ်တာဝေရဏတဏှာဥပါဒံဘဝဇာတိဇရာမရဏအကြောင်းတရားဘယ်နှပါးတော့12ပါးအဲ့ဒီအကြောင်းတရား12ပါးကြောင့်အကျိုးတရား12ပါးဖြစ်ပြနေတာဟိုကောင်းကင်ကတကိုးရှင်ကဖန်ဆင်းလို့ဖြစ်ပြနေတာမဟုတ်ဘူးသဘောကျမလား